တပတ်လုံးအလုပ်တွေလုပ်ပြီးတော့အရန်ပင်ပန်းနေတယ်အိပ်ရေးတွေမဝဘူးလူကလည်း stress တွေအရန်များနေတယ်နောက်ပြီးတော့ဒီနေ့ဆိုလို့ရှိရင်တမနှလုံးပြင်နေသွားရတယ်ပြင်နေသွားပြီးတော့အခုအရန်ကိုမှကိုကြည့်လိုက်တဲ့အချိန်မှာအသားရည်လေးတွေကခန့်ရေတက်တီခန့်ချောက်တယ်မွေးချောက်နေသလိုခံစားနေရတဲ့အတွက်ကြောင့်အခု Oasis Blue Spa branch 1မှာလမ်းလဲကြုံတာပေါ့နော်မြို့ထဲကိုရောက်နေတော့လမ်းကြုံတော့ branch 1ကိုဝင်လာပြီးတော့အကြိုက်ဆုံး treatment တစ်ခုဖြစ်တဲ့ Hydra Facial treatment လေးယူဖို့ရောက်ရှိနေတာဖြစ်ပါတယ်အခုကတော့အရန်လဲပင်ပန်းနေပြီဆိုတော့ Hydra Facial treatment လေးယူရင်းနဲ့အနားယူလိုက်ပါအောင်မယ်နော်စောင့်ကြည့်ပေးကြပါဒါလေးကတော့မျက်နှာကို Hydra Facial treatment ရေတဲ့ဖြည့် treatment လေးပြုလုပ်ပြီးသွားတယ် after အချိန်လေးပဲဖြစ်ပါတယ် Hydra Facial ဆိုတဲ့ treatment လေးရတာပေါ့နော်မျက်နှာကိုမျက်နှာအသားရည်ခြောက်နေတဲ့လူတွေဝက်ချန်ထွက်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်ရေတဲ့ဖြည့်ပြီးတော့အသားရည်လေးတွေကိုဆိုပြအောင်ပြုလုပ်ပြီးတဲ့ treatment လေးလည်းဖြစ်ပါတယ်ရေတဲ့ဖြည့်ပြီးခြင်းအပြင်အစီပြန်ခြင်းကိုလည်းသက်သာစေပြီးတော့ဝက်ချန်ထွက်ခြင်းကိုလည်းလျော့ကျစေပါတယ်သက်သာစေပါတယ်ဒီ treatment လေးကိုတော့အရင်ကြိုက်ပါတယ်ဒါကြောင့်မို့လို့မိန်းကလေးတိုင်းကဒီလို treatment မျိုးလေးတွေကိုပုံမှန်ပြုလုပ်ပေးသင့်ပါတယ်နောက်ပြီးတော့ဒီ Oasis Blue Spa မှာဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ဒီ therapist ညီမလေးတွေကလည်းကိုယ့်ရဲ့မျက်နှာအသားရည်ပေါ်မူတည်ပြီးတော့ treatment လေးတွေကိုဘယ်လိုပြုလုပ်ပေးသင့်လဲဆိုတာတွေကိုအကြံဉာဏ်လေးတွေလည်းပေးနေပါတယ်ရှင်ဒါကြောင့်မို့လို့ရေတဲ့ဖြည့် treatment Hydra Facial treatment ကိုအမျိုးသမီးလေးတွေမကပဲအမျိုးသားတွေပါပုံမှန်ပြုလုပ်ပေးသင့်ပါတယ်ရှင် Hydra Facial treatment ကိုပြုလုပ်လို့လဲဆိုလို့ရှိရင်တော့ Oasis Blue Spa ပါအမြန်ဆုံး booking ယူလိုက်တော့နော်